cái cao vì phía đấy nào chả đâu nào sống mê con lìa bà mê đâu rồi nào bảo quá gì thì bảo quá rồi lâu rồi lâu lâu vì mấy chuyện đi lấy bò vì cho gió đi lấy giá vì pisio sa đi lấy chăn đàn đi vì bên nhà lấy giá vì rồi mà lâu lâu tiêu là lâu lâu đó vì đại về nào bảo quá gì xây ebo để phá lô thế đâu nào bảo quá gì xây ebo để phá lô thế đâu sau đó nhớ sao vậy tụi mấy đứa xem vậy nào bảo quá mà xây ebo để phá đi lô đâu về đi đi về nhà thì chân tông mà nào bảo gì xây ebo lấy số nhớ sao vậy tết san đam mô đi đi sa co số bị rồi để nhà lấy miếng hồ đấy tết sa số đấy mà để nhà xí vô lô đấy nào bảo quá đấyဓမ္မောဆိုတဲ့အသိပညာရှိဖို့လိုတယ်ဓိဋ္ဌိဆိုတဲ့လုံလဝိရိယရှိဖို့လိုတယ်စာခလို့ဆိုတဲ့ခုနစွန့်ကြဲပိတ်ကမှုဆိုတာရှိဖို့လိုတယ်ဘဝခရီးအတွက်နောင်ဘဝခရီးအတွက်စိတ်ချရအောင်ဘဝအရေးမှာစိတ်အေးရအောင်လိုအပ်တဲ့အချက်တွေကတော့မင်္ဂလာကိုပြောဖို့လိုတယ်ကိုယ့်ဘဝကိုယ့်အကြောင်းနဲ့အကျိုးအကောင်းဆုံးကိုသိတဲ့ပညာလိုတယ်ချိုးပန်းအထောက်မှုလုံလဝိရိယလိုတယ်စာခလို့ဆိုတဲ့ကိုတယောက်တည်းမသုံးဆွဲပဲနဲ့ကိုရှိတဲ့ပစ္စည်းကိုအများနဲ့မျှဝေသုံးဆွဲတတ်တဲ့စွန့်ကြဲမှုဆိုတာလိုတယ်တဲ့အဲ့ဒီ၄မျိုးနဲ့ပြည့်စုံလို့ရှိရင်နောက်ဘဝအရေးစိတ်အေးရပါတယ်တဲ့ဟောမြတ်စွာဘုရားအာလောကကြီးကိုဟောတာနော်အားလုံးမေကွန်ပေါင်း73ခုအဖြေ73ခုတရားချက်ကင်သူတော်စင်ပြိဿတ်တို့ဘုရားမြတ်စွာအာလဝကသုတ်တံမှာဒါတွေကိုဟောထားတာအာလဝကကြီးရဲ့ဗိမာန်ထဲမှာသူမေးတဲ့မေးခွန်းတွေဒီမေးခွန်းတွေဟာဒီမေးခွန်းတွေရဲ့ဒီအဖြေတွေဟာကတ္တဗမြတ်စွာဘုရားကိုယ်တိုင်ဖြေခဲ့တဲ့အဖြေနဲ့ဂေါရမမြတ်စွာဘုရားဖြေခဲ့တဲ့အဖြေကလုံးဝထပ်တူပါပဲကတ္တဗမြတ်စွာဘုရားဖြေခဲ့တဲ့အဖြေအတိုင်းမြတ်စွာဘုရားတခင်ကိုရောမြတ်ကထပ်ဆင့်ဖြေတယ်ဒီသုတ်တံကြီးဟာကတ္တဗဘုရားလက်ထက်ကမေးခွန်းတွေကိုဖြေထားတဲ့သုတ်တံဂေါရမမြတ်စွာဘုရားလက်ထက်မှာလည်းဖြေထားတဲ့သုတ်တံဆိုတော့ဘုရားနှစ်စုဟောထားတာလို့ဒီလိုမှတ်ရဒီအဖြေတွေကဘုရားနှစ်စုဖြေခဲ့တဲ့အဖြေတွေဘဝအရေးစိတ်အေးဖို့ရအတွက်ကြည့်အခုပြောခဲ့တဲ့အချက်လက်တွေမိမိတို့တဏ္ဍာမှာမရှိသေးလို့ရှိရင်ရှိအောင်ကြိုးစားအထောက်ဖို့မလိုအပ်ဘူးလားဒါတရားနာပြီးရင်အရေးတကြီးလိုက်နာရမှာဒီချက်တွေကိုမှတ်သားပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အခုအာလဝကသုတ်တံကတ္တဗမြတ်စွာဘုရားလည်းဟောခဲ့တယ်ဂေါရမမြတ်စွာဘုရားလည်းဟောတော်မူတယ်အဲ့ဒီဟောတော်မူတဲ့အချက်လက်တွေမိမိတို့ရဲ့တဏ္ဍာမှာမိမိတို့ကိုယ်တိုင်လိုက်နာကျင့်သုံးကြပြီဆိုလို့ရှိရင်လူတိုင်းဟာဘဝရဲ့အရေးဒီဘဝရဲ့အရေးပဲဖြစ်စေနောက်ဘဝရဲ့အရေးပဲဖြစ်စေယခုဘဝနောက်ဘဝလို့ဆိုတဲ့ဘဝအရေးတွေမှာစိတ်အေးနေရပါပြီစိတ်ပူစရာတခုမှမရှိပါဘူးဆိုတာအာလုံးသောတရားချက်ကင်သူတော်စင်ပြိဿတ်တို့သည်ဘဝအရေးစိတ်အေးရအောင်ဟောဒီတရားများကိုကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းသူကတာသူကတော်မြည်ပေ၏သူကတာသူကတော်မြည်ပေ၏အိုးလောကသုံးွယ်အကျွမ်းမရှိကုန်စင်ခင်တယ်လင်းလင်းသိမြင်တော်မူသောလောကဝိတုမြည်ပေ၏နမောနမော